ကိုစားလိုက်တော့ညတနာရီ2နာရီရီစားလေးစားဖြစ်ပြီဆိုလဲ7နာရီ12နာရီနည်းနည်းလေးရီစားတန်တလ2လဆိုတော့9နာရီ10နာရီ9နာရီ10နာရီနဲ့ဒီမှာ8နာရီ9နာရီဖြစ်သွားပြီဆိုနောက်ပိုင်းဘာပြောလဲဆိုချိန်တန်ဖုံးဆက်ရမယ်ဆိုဖုံးလေးခေါ်လိုက်တယ်အဲ့လိုစားပြီးလားဒီဘက်ကလည်းစားပြီးလားနင်စားပြီးလားငါစားပြီးလားပြီးသွားပြီဆိုအော်မနေ့ဖန်ဘာလုပ်မယ်ညာလုပ်မယ်အတူချုံမေး तू ကလည်းမေးကိုကလည်းမေးကိုကစကားတွေဖောင်ဖွဲ့ပြီးပြောမလို့စဉ်းစားတာ तू ကဒီနေ့အရန်ပင်မနဲ့တိလားတဲရောထားပါတော့ချစ်ရောမပင်မဘူးလားအိတ်တော့လေစောအိတ်နော်ကျမကြီးထိခိုက်မယ်အဲ့လိုစကားတွေလေစကြိုက်တော့ရှင်တို့ပြောခဲ့ပါလားစပြီးကြိုက်တော့စကားတွေဖောင်ဖွဲ့ပြီးပြောနေရအိတ်တော့မှလားစကြိုက်တော့အိတ်တော့မှလားအိတ်သိဖတ်နေအောင်အတန်လေးကြားကျင်လို့ပါမျက်နှာလေးမြင်ကျင်လို့ပါမျက်နှာလိုကြည့်ပြီးမှအိတ်ချင်တာဘာဖြစ်တာလဲတတန်လေးလည်းနည်းနည်းကြာရောအရင်နဲ့အိတ်ချင်လို့ပါမျိုးလုံးလေးဖြစ်နေဒါပဲနော်ကိုမနဲ့ကျမဆက်လိုက်မနော်မနဲ့ကျမgood night အဲ့ရနေဖေးဖေးဘာဖြစ်သွားလဲဆိုတော့သမင်းစားပြီးခါချက်ညောက်တောင်ဝစ်ချီဆက်လိုက်တယ်အော်အဲ့ဆိုတဲလဲအိတ်တော့လေအရင်ပင်မလာလို့တဖေးဖေးနဲ့ဘာဖြစ်လာလဲဆိုကိုကလေသူနဲ့ရီးစားစားဖြစ်ခါတာသူစလိုက်တော့ကိုတငယ်ချင်းတွေကိုကိုဘေးနားမှာရှိတဲ့လူတွေကိုအချိန်မပေးနိုင်ဘူးသူနဲ့ဖုန်းနဲ့ပြောပြီးကျူရာအမလေးအရန်နဲ့ဘဝမှာဘယ်ပဝင်းကျင်ကဘယ်တငယ်ချင်းမှဘယ်ဘေးနာလူမိတ်ဆွေမှမလိုလောက်အောင်ထီကိုသူနဲ့ကိုနဲ့ကိုချာပြောရတဲ့အချိန်ကြီးကလေလက်ဟာလည်းအချိန်ကိုမရှိဘူးဒီစားတန်လေးလဲကြာရောဖေးစီကဖုံးလာပြီးသားပြီး8နိုင်9နိုင်ဆိုတာမလာတော့ဘူး तू စိတ်ချလက်ချအိတ်သွားပြီ तू ဘာလုပ်နေလဲမသိဘူးမိစိမ့်ပြတဲ့လူကရှိသေးရဲ့နော်မိစိမ့်နာပြနေကိုနဲ့ပြောတော့အိတ်ချင်ပြီတဲ့အဲ့ဒါမင်းကလေးလည်းမှတ်ထားနော်ရီးစားစားဖြစ်ခါစားမှာမှုန်ထူပြီးတော့မှကိုရီးစားကိုအတွက်ချိန်တိုင်းစက္ကန့်တိုင်းမိတ်ဆွေရောတငယ်ချင်းရောချစ်သူရောအနေနဲ့ရှိနေပေးတယ်ဆိုပြီးတော့မှကိုဘေးနားမှာရှိနေတငယ်ချင်းမိတ်ဆွေတွေကတငယ်ချင်းလာပါငါတို့စကားပြောအောင်ခောက်ဆွဲပြုတ်လေးစားရအောင်တငယ်ချင်းစားလိုက်တော့နော်တငယ်ချင်းစားလိုက်တော့ဟုတ်လားရီးသားတလေးလေးကြာရောဖုန်းလေးက तू ကအိတ်တော့မယ်ဆိုချသွားတငယ်ချင်းနေနဲ့ဟီဟာနဲ့တငယ်ချင်းနိကောင်လေးရှက်ဖုန်းလာသွားပြီလေ तू အိတ်တော့မယ်တဲ့အဲ့လိုတွေဖြတ်တန်းကြရတယ်မဟုတ်ဘူးလားတကယ်တမ်းကြလေစလိုက်တော့ပုံစံနဲ့အလွန်ဆုံးกว่าမှ20ရာခိုင်နှုန်းပဲกว่าတာနော်တကယ် तू စလိုက်တော့ကိုယ်တကယ်ချစ်တယ်အခုထိလဲချစ်သုံးမယ်ဆိုလို့ရှိရင်လေအဲ့ဒီအရာတွေကလေအလွန်ဆုံးပြောင်းလဲ20ရာခိုင်နှုန်းပဲပြောင်းလဲမယ်သူတကယ်ပင်မလို့အိတ်တယ်တပတ်ကို2ရက်ဖြစ်မယ်3ရက်ဖြစ်မယ်တနာရီ2နာရီထိကတော့ဒါလွန်တယ်ကွာကျမကြီးထိကလည်းဒါပေမဲ့အိတ်ချင်တယ်ဆိုပြီးတော့ဘယ်တော့မှစောစီဖုံးမချဘူးပြီးတော့